အခု2ရက်တာပေါ့နော်တင်ယူပြီးသွားတဲ့ခါမှာဆိုရင်ထက်တွက်ဘာတွေရရှိခဲ့လဲပြီးတော့ဘာတွေအကျိုးရှိခဲ့လဲဒီ2ရက်တာမှာထက်ရရှိခဲ့တဲ့အရာလေးတွေမျှဝေပြပါအောင်နော် TikTok marketing နဲ့ပတ်သက်ပြီးတော့ social ပေါ်မှာဘယ်လိုမျိုးတွေဗီဒီယိုလုပ်ရမလဲပြီးတော့ TikTok marketing ရဲ့စီမီစည်းကမ်းတွေကိုဘယ်လိုလုပ်ရမှာလဲပြီးတော့ဒီ video edit နဲ့ပတ်သက်ပြီးတော့လည်းမတိသေးတဲ့အချက်လက်တွေလည်းအများကြီးပဲဒီချက်စီမှာလေးလာသိရပါတယ်ဒီ TikTok social ပေါ်မှာကိုတိုင်းပေါ့နော်ရုပ်လုံးထွက်ပြီးတော့တက်တိမရှိတဲ့ဟာကိုဒီချက်ကအများကြီးအားမွေးပေးခဲ့တာပေါ့နော်ဒီချက်လည်းအများကြီးကျေးဇူးတင်ပါတယ် တကပေါ့နော်တီချက်ရဲ့ဒီ TikTok marketing အပြင်တွေရဲ့သင်တန်းသူဟာအဲ့တော့အခုဒီ VVIP 101ပေါ့နော်ဒီ 2day training ယူဖို့အတွက်ကိုဘယ်လိုမျိုးဆုံးဖြတ်ဖြစ်ခဲ့တာလဲဘာကြောင့်ယူဖြစ်ခဲ့တာလဲတစ်ချက်လောက်ပြောပြပေးပါ ပထမဆုံးချိန် teacher စီမှာTikTok marketing ကိုပထမဆုံးသင်တဲ့အချိန်မှာပေါ့နော် teacher စီမှာသင်တန်းတက်ပြီးတော့မှ TikTok marketing ကိုသွားလုပ်ဖြစ်တဲ့အချိန်မှာဒီတင်ထားတဲ့စာတွေကိုလည်းလက်တွေ့အသုံးပြုတဲ့အချိန်မှာအများကြီးထောက်ကူဖြစ်တယ်။အများကြီးထောက်ကူပြတဲ့အတွက်ကြောင့်မလို့ဒီထက်ပိုပြီးတော့လည်းလေးလာခြင်းတယ်ဒီထက်ပိုပြီးတော့လည်းTikTok ပေါ်မှာအောင်မြင်ခြင်းတယ်ပြီးတော့ပညာရေးလည်းအများကြီးရခြင်းတယ်ဒီထက်ပိုပြီးတော့လေးလာခြင်းလို့ဒီချက်နဲ့လာပြီးတော့ join ဖြစ်တာပါ အခု TikTok အပြင်ပေါ့နော်နောက်ထပ်ဘာတွေရောထပ်ရပါလဲ TikTok အပြင်နောက်ထပ်ဒီဗီဒီယို edit ပိုင်းနဲ့ပတ်သက်ပြီးတော့လည်းရတယ်ပြီးတော့နောက်တစ်ခုက AI နဲ့ပတ်သက်ပြီးတော့လည်းဒီချက်စီမှာလည်းအများကြီးပညာရေးလည်းရပါတယ် ဒီ 2day training သင်တန်းလေးကိုဘယ်လိုမျိုးထက်ကပြောချင်တယ်နောက်လာ join မဲ့သူ social media ကိုအတွေးကြကြလေးလာသိယူခြင်းနဲ့ဆိုလို့ရှိရင်ဒီချက်စီက VVIP သင်တန်းလေးကိုတော့မပြည့်မနေ join သိရလို့ထင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်